လာပါသုံးထားတဲ့ဖုန်းနံပါတ်ထဲမှာအခုတီချာပြောမဲ့နံပါတ်လေးပါဝင်နေလို့ရှိရင်လူကြီးမင်းတို့ရဲ့စိတ်ပိုင်းဆိုင်ရာဘယ်လိုမျိုးရှိလဲဆိုတော့တခါတလေကြားလို့ရှိရင်ရဲရစ်တယ်ပြတ်သားတယ်ဥဆောင်နိုင်စွမ်းရှိတယ်တခါတလေကြတော့ဆုံးဖြတ်ချက်ချရဖို့အတွက်တွေးဝေးတယ်တွန်းဆုပ်ဖြစ်တယ်ဆိုပြီးတော့ဟိုတမျိုးဒီတမျိုးဟိုကူးဒီကူးဖြစ်နေတယ်ဘဲလူကလည်းတော်တော်လေးခံမှန်းရခက်တယ်လို့ကာယကံရှင်ကိုယ်တိုင်ကလည်းကိုကြောင်နောင်အမှုအရာကြောင်နောင်ခံစားချက်ကိုရရှိစေမယ်နောက်ပြီးတော့ဒီ1နဲ့2တက်ဆိုတဲ့နံပါတ်ကအလောက်ခွင်ထဲမှာတကယ်လို့ကိုသုံးပြထားတဲ့နံပါတ်က1နဲ့ဆိုရင်ဒီလူကဥဆောင်နိုင်စွမ်းရှိတယ်ပြတ်သားတယ်နော်ပြတ်သားတယ်တို့ပေမဲ့အဲ့ဒီခုနကပြောတဲ့စိတ်မတည်ငြိမ်မှုကြောင့်ဝန်ထမ်းတွေရဲ့အလေးမပေးမှုကိုသူတို့တွေကဘယ်လိုပြောမလဲကွာဂယုမဆိုင်မှုယုံကြည်လေးစားမှုကိုရော့သွားစေတယ်တခါလို့ကိုကသုံးပြတဲ့နံပါတ်တွေမှာ2တက်ဖြစ်နေတယ်ဆိုရင်ကိုကဥဆောင်နိုင်စွမ်းရှိတယ်လူတိုင်းအပေါ်မှာစာနာနာလဲပေးတယ်တချို့တွေမှာခေါင်းဆောင်တို့က IQ တစ်မျိုးတည်းသွားလို့မရ EQ ပဲသွားရတယ်အဲ့ဒီမှာ2တက်သုံးထားတဲ့လူတွေက EQ ပါတယ်သူများတွေအပေါ်မှာစာနာပေးတယ်တို့တော့ तू ကဘလောက်အထိစာနာမှုပေးလိုက်တယ်လဲဆိုတော့လူပေါ်လူကျော်ခံရတဲ့အထိကိုစာနာမှုပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘဝမှာတိုးတက်တဲ့လောက်မတိုးတက်ဘဲနဲ့ဆုပ်ယုပ်မှုလေးတွေလည်းဖြစ်ပေါ်စေတယ်နောက်တစ်ချက်ကဒီနံပါတ်ကအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်တစ်နှစ်သုံးထားတဲ့လူတွေကအပြင်းမှာသာပြတ်သားပြီးတော့အမိတ်ပေးနိုင်စွမ်းအမိတ်ချနိုင်စွမ်းရှိတယ်ဆိုပေမဲ့တကယ်အိမ်မှာကြတော့ဘာမှအမိတ်ပေးနိုင်စွမ်းမရှိဘူးဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့တွင်ပြင်ကိုပြရတယ်နှစ်တစ်သုံးထားတဲ့လူကကြတော့သူကစာနာနားလည်မှုပေးလွန်ကြောင်းအိမ်အောင်ဘက်ရဲ့လူပေါ်လူကျော်ခြင်းကိုခံရတယ်အချစ်ရေးမှာပြောရမယ်ဆိုရင်မင်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ဒီနံပါတ်ကိုအသုံးပြုထားလို့ရှိရင်အချစ်ရေးမှာကံမကောင်းမှုအလိန်ခံထိမှုလေးတွေဖြစ်ပေါ်စေတယ်အဲ့ဒီထဲမှာ2တက်ဆိုတဲ့နံပါတ်ကပို့ပြီးတော့စိုးတယ်အလောက်ထဲမှာခုနကပြောသလိုမျိုးပဲဥဆောင်နိုင်စွမ်းရှိတယ်ဒါပေမဲ့အခွင့်အရေးမပေးတဲ့အခါကျတော့ထိုက်တင်သလောက်အောင်မြင်မှုကိုမရရှိဘူးကျမရေးအနေနဲ့ပြောလို့ရှိရင်သူကအောက်နောက်အာယုံကျော်မကောင်းဘူးပြီးတော့စိတ်တစဆန်ဆန်ယောဂါလေးဖြစ်စေတဲ့နံပါတ်ဖြစ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ဖုန်းနံပါတ်ထဲမှာ1နဲ့2တက်ပါနေတယ်ဆိုရင်လူကြီးမင်းတို့ကိုဒီချေကပြောချင်ပါတယ်အသုံးမပြုပါနဲ့ဘာဖြစ်လို့လဲသူ့ရဲ့ကောင်းကျိုးထက်ဆိုးကျိုးကပိုပြီးတော့များနေလို့ပါအထူးသဖြင့်စိတ်တည်ငြိမ်မှုမရှိတဲ့လူတစ်ယောက်ကဘဝမှာ focus မထားနိုင်ဘူးအဲ့ဒီတော့ရေရှည်မှာလည်းအောင်မြင်မှုကိုရရှိမှာမဟုတ်ဘူးเนาะနံပါတ်အကြောင်းကိုအသေးစိတ်လေ့လာခြင်းတယ်ဆိုရင်အင်ဂျီကိုရဲ့အခုအကောက်ကို subscribe လုပ်ထားမယ်ဒီအကြောင်းကိုနားထောင်ပြီးတော့တိုက်ဆိုင်မှုဘယ်လောက်ရှိလဲဝေမျှလာလို့ရတယ်ဆွေးနွေးလို့ရတယ်เนาะအင်ဂျီကိုရဲ့အကောက်အကြောင်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်လို့ရှိရင်အင်ဂျီကိုမှာ TikTok မှာလည်းအင်ဂျီကိုခွန်ရှိကိုဆိုတဲ့အကောက်ရှိတယ်ဝင်ရောက်ပြီးတော့လေ့လာလို့ရတယ်เนาะအင်ဂျီကိုကအားလုံးအတွက်အကျိုးရှိစေတဲ့ကံကောင်းမှုကိုရရှိစေတဲ့ဒိတ်ရဲနံပါတ်ကိုရွေးချယ်ပေးနေတဲ့ဆရာတယောက်ဖြစ်တယ်ဆက်သွယ်ခြင်းလို့ရှိရင်39ခွန်ရှိကို399656 Viber ကနေပြီးတော့ဆက်သွယ်လို့ရတယ်ငွေလွှဲရမယ့်နံပါတ်ကလည်းဒီနံပါတ်ပဲဖြစ်ပါတယ်အင်ဂျီကိုပါ